ကျွန်တော်မှအကျဉ်းသားတွေပြီးမဲ့ချစ်သူတွေတယောက်ကိုခေါ်ချင်ပါတယ်မမို့မြင်အောင်ဖြစ်ပါတယ်ကဲမင်းပဲအနားမှာနေကြအောင်Marie.